အဲ့ဒါမြတ်စွာဘုရားပို့တဲ့မေတ္တာပို့ဖြစ်ပါတယ်မြတ်စွာဘုရားပို့လို့တဲ့ဒီမေတ္တာသည်တတ္တဝါတယောက်ယောက်အတွက်သို့မဟုတ်တတ္တဝါစုဝေးကြီးတစ်ခုလုံးအတွက်ဘာဖြစ်နိုင်တယ်လဲလို့ဆိုလို့ရှိရင်ပရိတ်ဖြစ်သွားတယ်သဗ္ဗေတိယဝိဝေဇန္တုသောကောရောဂောဝိနသတုမာတေဘဝန္တန္တရာယဒုက္ခိတိဃာယုကောဘဝသဗ္ဗေတိယဝိဝေဇန္တုဘေးရန်ခတ်သိမ်းတို့ကင်းငြိမ်းကြပါစေကောင်းသတည်းသဗ္ဗသောကောဝိနသတုဆိုရင်မှန်သမျှကင်းပြောက်ကြပါစေကောင်းသတည်းသဗ္ဗရောဂဝိနသတုယောဂမှန်သမျှကင်းစင်လွင့်ပြောင်းမထိမရောက်ရှိကြပါစေကောင်းသတည်းမာတေဘဝန္တန္တရာယဒုက္ခိတိဃာယုကောဘဝသေသေတို့တွေမှာအန္တရာယအန္တရတို့သည်မှာဘဝန္တုတစုံတစ်ခုမျှမဖြစ်ကြပါစေကုန်သတည်းတောမေသင်တို့တွေသည်ဒုက္ခိကိုရောစိတ်ပါချမ်းချမ်းသာသာအာရောကြအနာကင်းกว่าချမ်းချမ်းမာမာဒီဃာယုကရှိသောအသက်ရှိကြကုန်သည့်ဘဝဘဝန္တုကောင်းစွာမသွေဖြစ်တော်မူကြပါစေကောင်းသတည်းအဘိဝရဏသီလိတနိစ္စံဝုဒ္ဓပစာယိနောသတ္တရောဓမ္မဝဒ္ဒန္တိဝဒ္ဒန္တုအာယုဝနောဒုက္ခံပလံအဘိဝရဏသီလိတဘယတရားသံဃာယရဏသုံးပါးနဲ့မိဘဆရာကိုယောသိမြတ်တို့လက်ဆုံးမိုးရွှေရှိခိုးလေးရှိကြတဲ့ပုဂ္ဂိုလ်တို့မှာနေဆံအမြဲတမ်းဝုဒ္ဓပစာယိနောကြီးကုန်သောပုဂ္ဂိုလ်တို့ကိုအယုသိပြုတတ်တဲ့ပုဂ္ဂိုလ်တို့မှာနေဆံအမြဲတမ်းသာလေသတ္တရောဓမ္မကျုတရား၄ပါးတို့သည်ဝဒ္ဒန္တိတို့ပါကုန်ဤဝဒ္ဒန္တုတို့ပါရပါစေကောင်းသတည်းဒုက္ခိကိုရောစိတ်ပါချမ်းသာခြင်း၎င်းဒုက္ခိဒီဃာယုအာယုဝန္နောဒုက္ခံပလံအာယုစအသက်တန်းရှိခြင်း၎င်းဝန္နောစရုပ်အစဉ်၎င်းဒုက္ခံစချမ်းသာခြင်း၎င်းပလံစခွန်အား၎င်း၄မျိုးပဲပြတခုတည်းဘိုကောင်းတယ်အာရောဇံစအနာကင်းกว่าကျမ်းမာခြင်း၎င်းအဲဒီလိုပိစဓမ္မ၅မျိုးသောကျိုးတရားတို့သည်ဝဒ္ဒန္တိဝဒ္ဒန္တုတဏိတချတက်လာတဲ့နေလိုတိုးလာတဲ့ရေလိုတိုးပွားစီပင်ကြပါစေကောင်းသတည်း